္ဂလာပါခင်ဗျာ2014ခုနှစ်စက်တင်ဘာလ14ရက်တနင်္ဂနွေနေ့ Arvision မြန်မာပိုင်းသတင်းအစီအစဉ်စတင်နေပါပြီခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေထဲမှာရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာမှုအကူအညီတွေပို့ပြီးတော့ပေးဖို့ကုလသမဂ္ဂကတိုက်တွန်းလိုက်တဲ့သတင်းရခိုင်ပြည်နယ်အတွင်း MSF ရဲ့လုပ်ငန်းတွေအစိုးရကပြန်စခွင့်ပေးလိုက်ပြီဆိုတဲ့သတင်းမြန်မာဘက်ကအမေရိကန်ပေါ်ပေးထားတဲ့ဂရီတွေပြတ်နေပြီးတော့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာလည်းပြည်ဖြစ်မလာဘူးဆိုပြီးတော့အမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးဟောင်းကဝေဖန်ပြောကြားလိုက်တဲ့သတင်းရခိုင်ပြည်နယ်အတွင်းလူမှုအတိုင်းအဝိုင်းအားလုံးအတွက်လိုအပ်ချက်တွေကိုဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ရခိုင်ပြည်နယ်အတွင်းတည်ငြိမ်ရေးနဲ့တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက်အောင်မြင်အောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့အဲ့ဒီဒေသကို2ရက်ကြာတွားရောက်လေ့လာခဲ့တဲ့ကုလသမဂ္ဂအရာရှိ2ဦးကပြောဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်အတွက်ဖွံ့ဖြိုးရေးနဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီတွေပိုမိုလှုပ်ဆောင်ကြဖို့ကိုလည်းရခိုင်ပြည်နယ်ကိုပြီးခဲ့တဲ့ရက်ပိုင်းတွေကရောက်ရှိခဲ့တဲ့ကုလသမဂ္ဂအစည်းအဝေးအရာရှိ2ဦးကနှစ်ဖက်လူအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးတဲ့နောက်တိုက်တွန်းလိုက်ပါတယ်ရခိုင်ပြည်နယ်တွင်းကလူမှုအတိုင်းအဝိုင်းတွေကြားသဟဇာတရှိအတူရှင်တွဲနေထိုင်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်ချက်တွေကိုအကဲဖြတ်ဖို့နဲ့အဲ့ဒီဒေသကပြည်သူတွေရဲ့ဖွံ့ဖြိုးရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကိုသုံးသပ်ဖို့ကုလသမဂ္ဂအရာရှိ2ဦးဟာရခိုင်ပြည်နယ်ကို2ရက်ကြာခရီးသွားရောက်ခဲ့တဲ့အကြောင်း UNOCHA ရုံးကထုတ်ပြန်ပါတယ်ဒေသတွင်းပြည်သူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုပညာရေးရေရရှိရေးအသက်မွေးဝမ်းကြောင်းမှုလမ်းမဆက်သွယ်ရေးစတဲ့အခြေခံလိုအပ်ချက်တွေကိုပြည်내အစိုးရကနေအရေးအသွေးပြည့်ဝဆောင်ရွက်ပေးနိုင်ဖို့လိုအပ်ချက်တွေရှိတယ်ဆိုတာကိုလည်းကုလသမဂ္ဂအရာရှိတွေကထောက်ပြပြောဆိုထားပါတယ်မြန်မာနိုင်ငံရဲ့ဒုတိယအစင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ရခိုင်ပြည်နယ်မှာလူဦးရေ3 သန်းကျော်ရှိနေပြီးတော့ထောင်နဲ့ချီရှိတဲ့လူတွေဟာဆိုးဝါးတဲ့အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံရကြောင်းအစားအစာကျန်းမာရေးပညာရေးလွတ်လပ်စွာသွာလာနေထိုင်အသက်ရှင်ရေးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေစသည်တို့မှာအကန့်အသတ်တွေရှိနေကြောင်းလဲကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ရခိုင်ပြည်နယ်အတွင်းမတူကွဲပြားတဲ့လူမျိုးစုတွေကြားဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့နဲ့ဒုက္ခသည်တွေတဲ့ရေရှည်တည်တံ့တဲ့အဖြစ်ထုတ်နိုင်ဖို့လှုံ့ဆော်စရာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုလည်းကုလသမဂ္ဂအရာရှိတွေကထောက်ပြတယ်လို့ဖော်ပြထားပါတယ်ကုလသမဂ္ဂအရာရှိတို့ဟာစစ်တွေနဲ့ပေါတော်မြို့နယ်အတွင်းကဒုက္ခသည်စခန်းတွေကိုတွားရောက်ပြီးအဲဒီကနိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းတွေကိုလေ့လာခဲ့ကြတဲ့အပြင်မင်းပြားနဲ့စစ်တွေမှာရှိတဲ့ကြေးရွာတွေကိုလည်းတွားရောက်ပြီးတော့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကဆောင်ရွက်မှုတွေကိုလည်းတွားရောက်စစ်ဆေးခဲ့တယ်လို့ကုလသမဂ္ဂကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးတော့လုပ်ငန်းတွေရပ်ဆိုင်းထားခဲ့ရတဲ့ MSF ခေါ်နယ်စည်းမခြားဆရာဝန်များအဖွဲ့ကိုရခိုင်ပြည်နယ်နဲ့မြန်မာနိုင်ငံတွင်းကတခြားနေရာတွေမှာလုပ်ငန်းတွေဆက်လုပ်ဖို့အစိုးရကခွင့်ပြုလိုက်ပြီလို့သိရပါတယ်အစိုးရနဲ့ MSF တို့ကြားပြီးခဲ့တဲ့ရက်ပိုင်းကလက်မှတ်ရေးထိုးခဲ့တဲ့နားလည်မှုစာချုပ်လွှာမှာ2 နှစ်ကြာလုပ်ငန်းလှုပ်ဆောင်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ BBC သတင်းတရက်မှာဖော်ပြထားပါတယ်ရခိုင်ပြည်နယ်မှာလုပ်ငန်းတွေလက်တွေ့လှုပ်ဆောင်နိုင်ဖို့ကတော့ဆက်လက်ညှိနှိုင်းဆောင်ရွက်စရာတွေရှိနေတယ်လို့ MSF အဖွဲ့ကပြောဆိုကြောင်းလည်းသိရပါတယ်ရန်ကုန်မြို့မှာရှိနေတဲ့ MSF Holland ရဲ့ဒုတိယအဖွဲ့ခေါင်းဆောင် Simon Taylor ကတော့ရခိုင်ပြည်နယ်ကအာဏာပိုင်တွေနဲ့ဆက်ပြီးတော့ဆွေးနွေးရအောင်မယ့်အကြောင်းသူတို့လုပ်ငန်းတွေနဲ့ပတ်သက်လို့လူတိုင်းသိရှိနားလည်အောင်ဒေသခံပြည်သူတွေနဲ့ထိတွေ့ပြောဆိုကြရအောင်မယ့်အကြောင်းလည်းပြောပါတယ်။ဒါပေမဲ့ညှိနှိုင်းဆွေးနွေးမှုတွေဘယ်လိုဆက်လုပ်မယ်အချိန်ဘယ်လောက်ကြာမယ်ဆိုတာတွေကိုတော့မပြောနိုင်သေးဘူးလို့လည်းသူကဆိုပါတယ်။ရခိုင်ပြည်နယ်မှာလုပ်ငန်းလုပ်ကိုင်ခွင့်ရဖို့ရိုးရိုးသားသားဆောင်ရွက်ရမယ်။သက်ဆိုင်သူအားလုံးနဲ့ဆက်ဆံဆောင်ရွက်ရမယ်ဆိုတာမျိုးလိုသတ်မှတ်ချက်တွေအတိုင်းတော့လုပ်သွားမှာပါလို့Simon Taylor ကပြောဆိုပါတယ်။ရခိုင်ပြည်နယ်အစိုးရရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့အခုချိန်မှာ MSF ဘက်ကလုပ်ငန်းဆောင်ရွက်ရမယ့်အစီအစဉ်တွေကိုရခိုင်ပြည်နယ်အစိုးရခေါင်းဆောင်တွေနဲ့ရပ်မိရပ်ဖတွေပါဝင်ဖွဲ့စည်းထားတဲ့ ECC အဖွဲ့ကိုချပြပြီးတော့သဘောတူညီချက်ရယူဖို့လိုတယ်လို့လည်းပြောပါတယ်။နိုင်ငံတကာကြက်ရှင်တွေအဖွဲ့ ICRC အပါအဝင်တခြား NGO အဖွဲ့အစည်းတွေကလည်းသူတို့အစီအစဉ်တွေကို ECC အဖွဲ့ကိုတင်ပြပြီးတော့မှသဘောတူညီချက်ရယူခဲ့ကြတာလို့ပြည်내အစိုးရရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့တွင်းရေးမှုကပြောပါတယ်။ MSF အဖွဲ့ဟာမြန်မာအစိုးရနဲ့ရခိုင်လူမျိုးတွေဘက်ကဘင်္ဂါလီလို့ခေါ်နေကြတဲ့ရိုဟင်ဂျာတွေကိုသာအဓိကအကူအညီပေးခဲ့တယ်ဆိုပြီးတော့ရခိုင်လူမျိုးတွေဘက်ကဆွဆွဲတာခံခဲ့ရပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့ပြည်ပြောင်းလဲမှုတွေဟာကြဲကြဲပြန့်ပြန့်နဲ့ပြည်ဖြစ်မလာသေးပဲမြန်မာဘက်ကနေအမေရိကန်အစိုးရကိုပေးထားခဲ့တဲ့ကတိကဝတ်တွေဟာလည်းတက်ကွက်နေစေဖြစ်ပြီးတော့မြန်မာနဲ့ပတ်သက်တဲ့နိုင်ငံခြားရေးမူဝါဒအောင်မြင်မှုရှိမရှိပြန်လည်ဆန်းစစ်ဖို့အချိန်ရောက်ရှိနေပြီဖြစ်ကြောင်းအမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Hopefully over time that will fade. So we'll see many people မြန်မာနိုင်ငံရဲ့ပြည်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာစိန်ခေါ်မှုများစွာရှိနေကြောင်းပြည်ပြောင်းလဲရေးဟာအားလုံးခြုံပြီးတော့ဖြစ်မလာသေးကြောင်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့စဉ်ကပင်
မြန်မာနိုင်ငံနဲ့အမေရိကန်အစိုးရတို့ကြားတန်တမန်ဆက်ဆံရေးဖြစ်စဉ်တွေမှာပါဝင်ခဲ့ပြီးတော့မြန်မာဘက်ကပေးထားခဲ့တဲ့ကတိတွေဟာအခုချိန်ထိပြတ်ကွက်နေစေဖြစ်ကြောင်းလဲဒေါက်တာကတ်ကမ်ဘဲလ်ကထောက်ပြသွားပါတယ်အထူးသဖြင့်တိုင်းရင်းသားအဖွဲ့အစည်းတွေနိုင်ငံရေးကောင်းဆောင်တွေနဲ့ဒီဘာသာရေးလူနည်းစုတွေကြားဖြစ်စဉ်တွေမှာနိုင်ငံရေးအရခွင့်တူညီမျှမှုရှိမနေကြောင်းလဲထောက်ပြခဲ့ပါတယ်လာမယ့်နိုဝင်ဘာလမှာမြန်မာနိုင်ငံကိုတွားရောက်မဲ့အမေရိကန်သမ္မတအိုဘားမားအနေနဲ့မြန်မာအစိုးရနဲ့တွေ့ဆုံဆွေးနွေးမှုတွေမှာ2015ရွေးကောက်ပွဲကြရင်ဒေါအောင်ဆန်းစုကြည်ပါဝင်ခွင့်ရှိမရှိနဲ့ဒီမွတ်စလင်လူနည်းစုအရေးအတွက်အပြုသဘောဆောင်တဲ့ထောက်ပြပြောဆိုမှုတွေပြုလုပ်ဖို့လိုအပ်ကြောင်းလဲဒေါက်တာကတ်ကမ်ဘဲလ်ကတိုက်တွန်းလိုက်ပါတယ်အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာရှိတဲ့ The Stimson Center မှာစက်တင်ဘာလ17ရက်နေ့က The East Asia Program ကကြီးမှုကျင်းပတဲ့2011ခုနှစ်ကလေးကမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးပြည်ပြင်ပြောင်းလဲမှုတွေနဲ့အတွင်ကူးပြောင်းရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြရမှာအရင်ကအမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးဒေါက်တာကတ်ကမ်ဘဲလ်ကအဲ့ဒီလိုထည့်သွင်းဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ